အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုဖိုင်လေးကတော့ကျွန်တော်ဒီဂျပန်စာခြေခံရေးနည်းလေးရဲ့ဒုတိယဗီဒီယိုဖိုင်အနေနဲ့ရှင်းပြမှာဖြစ်ပါတယ်ဒီဖိုင်မှာဆိုရင်ကျွန်တော်ကဟိဒါကနရေးနည်းလေးကိုစပြီးတော့ရှင်းပြမှာဖြစ်ပါတယ်အဲ့ဒါလေးကိုအရင်မသွားခင်ကျွန်တော်တို့အရင်လေးကပေါ့နော်ရိုမာကြီး46လုံးကိုပြောခဲ့တယ်အဲ့46လုံးလေးကိုပြန်နှွေးကြည့်မယ်ဆိုရင်သူဒီဂျပန်စာမှာအခြေခံအတန်9တန်ရှိတယ်အဲ့ဒီ9တန်ကိုမူတည်ပြီးတော့စကားလုံးအရေးအတွက်ဘယ်နှလုံးဖြစ်သွားလဲ46လုံးဖြစ်သွားတယ်ဆိုပြီးတော့အရှိကဖိုင်မှာပြောခဲ့ရပါတော့အဲ့လေးကိုပြန်ပြီးတော့အတန်ထွက်ကြည့်မယ်ဆိုရင်အာအီဥအေအိုခါခီခုခဲခိုစာရှိစုဆဲဆိုတာချီစွတ်တဲတိုနာနီနုနေနိုဟာဟီဖူဟေဟိုမာမီမူမဲမိုယာယူယောရာရီရူရေရူဝါဟိုအွန်ဆိုပြီးတော့ဒီအတန်အတွက်46လုံးကိုသင်ခဲ့တာဖြစ်ပါတယ်အခုကျတော့အဲ့ဒါလေးရဲ့ရင်းနှီးပေါ့နော်ပထမ line အတွက် R E U L O ရဲ့ရင်းနှီးလေးကိုအရင်ရှင်းပြမယ်ပေါ့နော်ဒီဖိုင်မှာဆိုရင်ကျွန်တော်တို့က R E U L O အဲ့ဆိုရင် R E U L O ရေးမယ်ဆိုရင်A လို့မြင်တာနဲ့ကျွန်တော်တို့အတန်အတွက်က R လို့ထွက်ခဲ့တာလေနော် R E U A O ဆိုပြီးတော့အဲ့ဒီမှာဆိုရင်ဘယ်လိုလေးလဲဆိုရင်ရေးမယ်နော်စာပေပထမဆုံးတစ်ချက်ကအဖြောင့်လေးတစ်ချက်ဆွဲမယ်အဲ့ဒီအဖြောင့်လေးကိုမှကျွန်တော်တို့အလေလောက်ကနေတဲ့နည်းနည်းလေးဆောင်းလေးတစ်ချက်ဆွဲတော့နှစ်ချက်တင်းနဲ့နောက်တစ်ချက်ကကြတော့အဖြောင့်လေးဆွဲမယ်နည်းနည်းလေးဆောင်းလေးကနေထဲမှာဘယ်လိုလေးလဲဆိုရင်နည်းနည်းလေးဒီလိုလေးဝိုင်းလိုက်ရင်အဲ့ဆိုတော့ကိုဆိုရင်ဆွဲချက်ဘယ်နှချက်ရှိလဲဆိုတစ်ချက်နှစ်ချက်သုံးချက်အဲ့ဒါကိုပြန်ရေးရင်တစ်ချက်နှစ်ချက်သုံးချက်ပြန်ရေးရင်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်အဲ့ဒီမှာဒုတိယချက်ကလည်းနည်းနည်းဆောင်းလေးနော်ဒါလေးဆိုရင်ဟုတ်ပြီအရေးနေကြတော့ဘယ်လိုလေးလဲဆိုရင်အကွေးလေးတစ်ချက်ပြန်ရေးရင်တစ်ချက်နှစ်ချက်သူ့မှာနှစ်ချက်ပဲဆွဲချက်နှစ်ချက်ပဲရှိရပေါ့နော်ဒါလေးဆိုရင်တစ်ခါပြန်ကြည့်ရင်1 2 1 2 1 2 1 2ဒါလေးကိုမြင်တော့ဒါဆိုရင်ဟုတ်ပြီဥရင်းနေကြဘလို့လေးလဲဆိုရင်တစ်ချက်နှစ်ချက်ပဲရှိပါတယ်ပြန်ရေးရင်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ရနော်အဲ့ဆိုကြတော့လေသူ့လိုပဲတစ်ချက်နှစ်ချက်ပြန်ရေးကြည့်ရင်တစ်ချက်နှစ်ချက်သူ့ကြတော့ဒီမှာနောက်ပြက်လေးရေးပြီးတော့ဒီမှာဒါလေးကိုနည်းနည်းလေးကွေးပြီးတော့ဆွဲလိုက်နှစ်ချက်နှစ်ချက်အဲ့နော်အဲ့ပြီးလို့ရှိရင်အိုကြတော့တစ်ချက်နှစ်ချက်သုံးချက်သူ့မှာဆွဲချက်သုံးချက်ပဲရှိရင်ပြန်ရေးရင်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ရလာနော်အဲ့ဆိုရင် R E U A ကိုပြန်ရေးရင်1 2 3ဒါလေးကဒါဆိုရင်ဥဆိုရင်ဥဒါဆိုရင်ဒါလေးဆိုရင် O နိုင်နော် R E U A O အဲ့ဆိုရင်ဆွဲချက်ကဆိုရင်ဆွဲချက်ဘယ်နှချက်ရှိလဲဆိုရင်3ချက်ဆိုရင်ဆွဲချက်2ချက်ဥဆိုရင်ဆွဲချက်2ချက်ဆိုရင်လည်းဆွဲချက်က2ချက်ဖြစ်ပြီးတော့ O ဆိုရင်တော့ဆွဲချက်3ချက်ရှိပါတယ်အဲ့ဆိုရင်ဒါလေးရေးတတ်မယ်လို့ထင်တယ်ပေါ့နော်အဲ့ပြီးရင် I U ရဲ့ O ပြီးတော့ဘာလာမှာလဲဆိုရင်ခါခီခုခဲခိုးဓမ္မမွင်ခော့ဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုရေးမယ်ဆိုရင်ပထမဆုံးတစ်ချက်အဲ့ဒါလေးကိုတင်းနေနှစ်ချက်သုံးချက်နဲ့နော်သူ့မှာဆွဲချက်ပဲနဲ့ချက်ရှိလဲဆိုရင်3ချက်ရှိပါတယ်ပြန်ရေးရင်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ရနော်ခိကြတော့ဘယ်လိုလေးလဲဆိုရင်တစ်ချက်နည်းနည်းလေးဆောင်းလေးတစ်ချက်အဲ့ဒီဆောင်းလေးနဲ့ပြန်ပြီးနောက်တစ်ချက်နှစ်ချက်သူကလေနည်းနည်းလေးပိုးရှိတယ်လို့ပုံစံမျိုးလေးเนาะနှစ်ချက်ကိုအပြိုင်လေးဆွဲရမယ်
ပြန်ဆွဲရင်တစ်ချက်နှစ်ချက်သုံးချက်ခီးရတာဒီမှာ3ထိရောက်ပြီနော်အဲ့ပြီးရင်တစ်ချက်နှစ်ချက်အဲ့ဒီ3ချက်ကိုမှဒီကနေဆွဲလိုက်ရင်4ချက်ခီးဆွဲနီးကဘယ်နှချက်ရှိလဲဆိုရင်4ချက်ရှိပါတယ်ပြန်ဆွဲပြရင်သူဒီမြင်းနှစ်ချောင်းကိုနည်းနည်းလေးပြိုင်တယ်လို့ပုံစံမျိုးလေးဆောင်းဆောင်းလေးနှစ်ချက်ဆွဲပြီးလို့ရှိရင်ဒါလေးကတိတ်တိတ်လေးအကွေးလေးနဲ့ကိုအဲ့ဆို3ချက်ဒါလေးဆိုရင်4ချက်ပြန်ဆွဲရင်1 2 3 4 1 2 3 4ဆိုပြီးတော့ဒါဆိုရင်ခိခါခိခုကြတော့ကျွန်တော်တို့ဘာနဲ့တူလဲဆိုရင်တင်ချာရက်လေလက်တန်းပုံစံမျိုးလေးဆိုရင်ခုတွဲဆွဲချက်တစ်ချက်ပဲရှိရပါတော့ဆွဲချက်တစ်ချက်ပဲရှိတာခုအဲ့နော်ခဲကြတော့ဘယ်လိုပုံစံမျိုးလဲဆိုရင်ဒီမှာတစ်ချက်နှစ်ချက်ပြန်ဆိုရင်တစ်ချက်နှစ်ချက်သုံးချက်သူဒီဆွဲချက်ဘယ်နှချက်ရှိလဲဆိုရင်3ချက်ပဲရှိပြန်ဆွဲပြန်ရင်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်တစ်ချက်နှစ်ချက်သုံးချက်ခဲနော်ခါခီခုခဲခုကြတော့တစ်ချက်နှစ်ချက်သူမှဆွဲချက်နှစ်ချက်ပဲရှိပြန်ဆွဲရင်တစ်ချက်ဒီမှာသူတိတိလေးအကွေးလေးပါတစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်ဒါဆိုရင်ခိုအဲ့နော်အဲ့ဆိုရင်ခါခီခုခဲကိုပြန်ရင်1 2 3ဒါလေးဆိုရင်ခခီကိုရေးမယ်ဆိုရင်နှစ်ခုနည်းနည်းလေးအပြိုင်လေးဆွဲပြီးတော့1 2တိတိလေးပါပြီးတော့3 4ခီခုဆိုရင်တင်ချာရဲ့လက်တင်ပုံစံလေးဆိုရင်ခုခဲကြတော့ဒီမှာနည်းနည်းလေးအကွေးလေးပါမယ်ဒီမှာခဲခုကြတော့ဘယ်လိုလေးလဲဆိုရင်အပေါ်မှာဒီမှာအမလေးပါရနော်ခုခါခီခုခဲခုရရနော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့အာအီဥအေအိုခါခီခုခဲခုပြန်ရေးပြမယ်ဆိုရင်ဆိုရင်တစ်ချက်နှစ်ချက်သုံးချက်ဒီမှာရှိတဲ့ဒီအစွန်းလေးနဲ့ဒီဟာလေးနဲ့ညီတယ်လို့လေးနော်ဤကြတော့ဒီမှာအကွေးလေးတစ်ချက်နှစ်ချက်ဤဥကြတော့1နှစ်နားပုံစံလေးပါရပေါ့နော်ဥအေကြတော့1နှစ်ချက်အိုကြတော့1 2 3အိုခကြတော့တစ်ချက်နှစ်ချက်သုံးချက်ခိကြတော့သူနှစ်ခုနည်းနည်းလေးနှစ်ချက်ကိုပြန်ဆွဲနှစ်ချက်သုံးချက်လေးချက်ခိခုခဲဆိုတော့တစ်ချက်နှစ်ချက်သုံးချက်ခဲခုအဲ့ဆိုရင်ဒီနေ့မှာကျွန်တော်ဒီဟိရကနာ10လုံးပေါ့နော်အာအီဥအေအိုခါခီခုခဲခိုဆိုပြီးတော့စကားလုံး10လုံးကိုဒါရင်းနှီးလေးပြောလိုက်တယ်ပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့ကဒီဟာလေးတွေကိုရေးကြည့်ပေါ့နော်ရေးကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ကအစင်လိုက်ကြီးဒါကြီးစားဆိုရင် R E U A O အစင်လိုက်မှာမဟုတ်ဘူးလို့ပြောလိုက်တာ ਨੇ ဒီဟာလေးဆိုရင်ဆိုတာ ਨੇ ရေးတတ်ရမယ်ခိဆိုတာ ਨੇ ခိဆိုတာဘယ်လိုပုံစံမျိုးလေးဒီလိုမျိုးလေးတွေထိရအောင်ထိပေါ့နော်ဒီဟာလေးတွေကိုရေးကြည့်ထားပေးပါအဲ့ဆိုလို့ရှိရင်ဒီဟာလေးတွေကိုအဲ့လိုရင်းနှီးလေးတွေကိုကုန်ရပြီဆိုလို့ရှိရင်နောက်တစ်ပိုင်းကြာလို့ရှိရင်ခက်ခိခွဲခိုပြီးသွားပြီဆိုရင်စာရှိစုဆဲဆိုတချီဆွတ်တဲ့တိုးဆိုပြီးတော့နောက်ထပ်10လုံးကိုနောက်တစ်ပိုင်းမှာရှင်းပြမှာဖြစ်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်